စုမြဖယားများကိုဖူးမြော်ကြည်ညိုတရားကြည်ညိုတရားကပွားလို့လားဘုကလေးမြို့ပေါ်မှာအစင်လာမပြတ်ဖို့ဆောင်ရွက်နေကြတာတရားဝေးမြကြည်ညိုတရားကပွားလို့လားဘုကလေးမြို့ပေါ်မှာအစင်လာမပြတ်ဖို့ဆောင်ရွက်နေကြတာချက်သေးမင်္ဂလာတို့လို့ဝေစားတနေ့မှတစ်ခါဖူးတွေ့ရတယ်မကျင့်ရှိစုမြဖယားများကိုဖူးပြောတော့တရားဝေးပြကြည်ညိုတရားကပွားလို့ဘုကလေးမြို့ပေါ်ဖို့ဆောင်ရွက်နေကြတာတရားဝေးမြချီညိုတရားကပွားလို့လားဘုကလေးမြို့မှာစင်လာမပြတ်ဖို့ဆောင်ရွက်နေကြတာကောင်းကြီးမင်္ဂလာပြေဝဝေစောင်းမောင်လာရဲ့ညမှာစီမီပဲတွေဝင်စားဘုကလေးမြို့ပေါ်မှာချက်သေးမင်္ဂလာတို့လို့ဝေစားသာသနာတွေမှာချုံကြိုက်လို့သာတရားချီပြီးသွားလူလိုက်တာဝေပန်းတိုင်းစီမီပန်းတိုင်းရတဲ့အခန်းကျွေးမွေးလူတိုင်းညပေတာဘုကလေးမြို့မှာလူရှင်များရဲ့သာသနာပါပြည်စုံသွားနဲ့ဗုဒ္ဓမြတ်ဖယားများကဒေသစာကြီးကြွချီတော်မူသည်ဘုံတော်၆ပြားပြည်စုံသွားနဲ့ဗုဒ္ဓမြတ်ဖယားများကဒေသစာကြီးကြွချီတော်မူသည်ဗုဒ္ဓတွေဝ